လုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တောင်ကြီးဖျားဖြူမှာ Jesuit တွေဖွင့်လှစ်ထားတဲ့ Ignition Retreat Center ကပထမအဆုံး3ရက်တာအတွေ့အကြုံကိုမိတ်ဆွေတွေအားလုံးနဲ့ဝင်ငှပေးချင်ပါတယ်ကျွန်တော်ရဲ့3ရက်တာဥပုသ်ဆောင်ခြင်းအတွေ့အကြုံကနေကျွန်တော်ဟာမတီးမငြိမ်ရှုပ်ထွေးပွေလီပြီးဆူညာနေတဲ့လောကကြီးကိုခဏထားပြီးတော့တိတ်ဆိတ်တဲ့ဖျားသခင်ရဲ့စကားတန်ကိုကျွန်တော်ရဲ့အတွင်းနှလုံးသားထဲကနေနားဆင်ခွင့်ရခဲ့ပါတယ်ခုလိုတိတ်တိတ်ဆိတ်ဆိတ်ဆူတောင်းခြင်းကနေပြီးတော့ကျွန်တော်ဟာမတီးမငြိမ်စိတ်နှလုံးမချမ်းမြေ့ခြင်းလူချင်းတတ်မဲ့ခြင်းတွေကနေပြီးတော့ကျွန်တော်ဟာပုံမူလူချင်းတတ်မဲ့စိတ်တွေကိုပဲကျွန်တော်ရှာဖွေမိခဲ့ပါတယ်စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုဘုရားသခင်တပါးသေးကတာရရှိနိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်တတိမပြုမိခဲ့တာလဲကြားခဲ့ပါပြီဓမ္မကျမ်းစာကိုဖတ်မှတ်ထောက်ရှုစမ်းစစ်ဆူတောင်းခြင်းကြောင့်ကျွန်တော်ဟာအရာအလုံးကိုကိုယ်ပိုင်ထိန်းချုပ်ဖို့ကြိုးစားရင်းကနေဘုရားသခင်ရဲ့ဖိတ်ခေါ်ခြင်းဝေးရာကိုပြေးလွှားနေခဲ့တာလဲကျွန်တော်ပိုတိလာခဲ့ပါတယ်အခုလိုတိတ်ဆိတ်စွာဆူတောင်းတဲ့အခိုက်အတန့်မှာဘုရားသခင်ကကျွန်တော်ကိုယုံကြည်ဖို့သူ့ရဲ့ချစ်ချင်းရင်ခွင်မှာနားပြီးတခြားမလိုအပ်တဲ့အရာတွေကိုစွန့်လွတ်ဖို့တတိပေးနေပါတယ်ဒါကြောင့်အိုသခင်ကိုတော်အလိုရှိသောအရာများကိုတောင်းတပြီးကိုတော်နှစ်သက်တော်မူသောအရာများကိုနှစ်သက်စေရန်ကျွန်ုပ်ကိုကူညီတော်မူပါဤသို့ဖြစ်ကျွန်ုပ်ဒီရဲရင်ချင်းစိတ်ရှည်ခြင်းနှိမ်ချမှုတွေနဲ့မေတ္တာဖြင့်ကိုတော်၏အလိုတော်ကိုထမ်းဆောင်နိုင်စေရန်ကျွန်တော်ဆုတောင်းမိခဲ့ပါတယ်နောက်ဆုံးအနေနဲ့အခုလိုအတိတ်ပဲပြည့်စုံတဲ့ဥပုသ်ဆောင်ခြင်းကနေစိတ်ဝိညာဉ်ကျင့်နာနေသိခြင်းနဲ့ငြိမ်းချမ်းခြင်းကိုဘုရားသခင်နဲ့ဆုတောင်းပေါင်းစပ်မှသာရရှိကြောင်းကိုကျွန်တော်ခံစားရရှိမိခဲ့ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုဘုရားသခင်ကောင်းကြီးပေးပါစေ DG for the greatest glory.